တခါတလေမှာအမှုမဲ့အမှန်မဲ့နဲ့ကျွန်တော်တို့ဖုန်းလေးကြည့်နေအချိန်တစ်နိုင်ကုန်သွားတာဖြစ်ဘူးလားဒါဒီတကယ်ကုန်သွားတာဖြစ်တယ်အမှုမဲ့အမှန်မဲ့အချိန်ကုန်သွားခြင်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီလိုအချိန်ကုန်သွားဖို့အတွက်ကိုကျွန်တော်တို့နောက်ွယ်မှာမသိတဲ့ချက်လက်တွေရှိတယ်ဒါလေးတွေသိချင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်တို့သုံးနေတဲ့ app တွေဒီတကယ်တော့ tools တွေတစ်ခုဖြစ်တယ်ပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့အတွက်အထောက်အကူပြုစေတယ်လို့ကျွန်တော်တို့သုံးနေတဖြည်းဖြည်းပိုသုံးကြလာအောင်ဥပမာပြန် social media တစ်ခုမှာဆိုလို့ရှိရင်ကျွန်တော် like လေးလုပ်လိုက်တယ် share လုပ်လိုက်တယ်ဒါမှမဟုတ်ရင် follow subscribe ဒါမှမဟုတ်ရင် like တဖြည်းဖြည်းနဲ့ကျွန်တော်တို့လုပ်လိုက်တဲ့အရာတိုင်းဒီကျွန်တော်တို့စိတ်ထဲမှာရှိတဲ့ dopamine ဆိုတဲ့အရာကိုတဖြည်းဖြည်းတိုးစေတယ် dopamine တိုးတာနဲ့အမျှထောက်လျှောက်ထပ်ခါသုံးလာမယ်အဲ့လိုထပ်ခါသုံးလာတဲ့အခြေအနေပေါ်မှာထပ်ပြီးသုံးကျင်လာအောင်ထပ်ပြီး like share subscribe တွေထပ်ဖြစ်လာအောင်အချိန်တွေတဖြည်းဖြည်းနဲ့ကုန်သွားအောင်ဒီဇိုင်းရေးဆွဲထားတာပါ app တွေပြောမှဆိုကျွန်တော်တို့အတွက်အထောက်အကူပြုတဲ့ tools တွေမှတ်မိမယ်ကျွန်တော်တို့ထပ်ခါသုံးပြီးကျွန်တော်တို့ရဲ့အာရုံစူးစမ်းမှုတွေရအောင်လုပ်ထားနေရ tools တွေဆိုတာကျွန်တော်တို့သိထားဖို့လိုတယ်ဥပမာအဖြစ်ကျွန်တော်တို့ TikTok ပေါ်မှာခုကြည့်နေတဲ့ဗီဒီယိုကြည့်နေတဲ့သူလိုမျိုးပေါ့ကျွန်တော်တို့တစ်ခုပြီးတစ်ခုကြည့်သွားလိုက်တယ်တချို့သောနေရာတွေမှာကိုကြိုက်ပြီဆိုရင်ဒီတိုင်းလေးရဲကြည့်နေရ like လုပ်တင်လုံးမယ် comment လုပ်တင်လုံးမယ်ဒီတိုင်းလုပ်နေရင်နဲ့တဖြည်းဖြည်းကျွန်တော်တို့မထင်ထားပဲနဲ့ခဏလောက်ပဲအချိန်ကုန်မယ်ဆိုတဲ့အရာဒီနိုင်ပိုင်းဖြစ်သွားတယ်ပြောချင်တာကကျွန်တော်တို့ထပ်ခါလှုပ်ဖြစ်အောင်ထပ်ခါကြည့်ပြအောင်ကြိုက်တယ်ဆိုတဲ့အရာလေးတွေပဲဇက်တိုက်ဖြစ်သွားအောင်ဒီ social media ကကိုရီရဲ့ attention ကိုလုံးဝအပြီးပန်ယူထားတာအဲ့လိုအပြီးပန်ယူထားတဲ့အရာပေါ်မှာကျွန်တော်တို့ထိန်းချုပ်နိုင်တယ်လို့ပြောနိုင်သေးလားကျွန်တော်တို့ရဲ့သုံးနေတဲ့ TikTok Facebook Instagram YouTube ဒါတွေကကျွန်တော်တို့ပြန်ပြီး control လုပ်ပြီးတော့ကျွန်တော်တို့ရဲ့အချိန်တွေကျွန်တော်တို့ရဲ့ attention တွေအကုန်လုံးဆွဲယူသွားတာဒါဆိုရင်ဒီလိုထိန်းချုပ်နေရင်တို့ကျွန်တော်တို့ software တွေကိုဖြတ်လိုက်တော့မယ်ပေါ့ဒီလိုလည်းမလိုအပ်ဘူးဘာကြောင့်မလိုအပ်ဘူးလဲဆိုကျွန်တော်တို့ကိုဒီအရာတွေဒီထိန်းချုပ်ထားရဲဆိုပါစို့ထိန်းချုပ်ထားတာမှန်ပြီမဲ့ကျွန်တော်တို့ဒီဘယ်လိုနေရာတွေမှာသုံးချလဲတနည်းအားဖြင့်ကိုယ့်အတွက်တိုးတက်မဲ့အရာတွေကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာတွေကိုဒီ social media ပေါ်မှာဖြစ်အောင်လုပ်နေပြီးတော့ကိုယ့်ရဲ့အချိန်တွေကို limit လုပ်ထားပြီးတော့ကိုယ့်ရဲ့ကြည်ကျင်တာတွေကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုဒီခုန social media တွေပေါ်မှာအကန့်အသတ်တစ်ခုနဲ့ကိုထိန်းချုပ်ပြီးတော့တောက်လျှောက်လုပ်နေမယ်ဆိုရင်ကိုယ့်ရဲ့အတိုင်းအတာတစ်ခုနဲ့ပဲသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိမယ်အဲ့လိုထိန်းချုပ်မှုအောက်မှာရှိမယ်ဆိုရင်ကျွန်တော်တို့ဒီသူတို့ရဲ့ထိန်းချုပ်တာကိုခံရတာမဟုတ်ပဲကိုကကို control လုပ်ထားတယ်ထိန်းချုပ်ထားတယ် software တွေထိန်းချုပ်မှုအောက်မှာမရှိနေပြောချင်တာကျွန်တော်တို့ဒီစိတ်လွတ်ဒီတိုင်းသုံးလိုက်မယ်ဆိုနိုင်ပေါင်းများစွာအချိန်တွေဒီအဲ့ဒီထဲမှာရှိသွားမယ်အဲ့ဒီထဲမှာကုန်သွားမှာဆိုကျွန်တော်တို့ရဲ့ attention တွေရောကျွန်တော်တို့ရဲ့ energy တွေရောကုန်သွားခဲ့ရင်ကျွန်တော်တို့အချိန်ပေးရမယ့်မိသားစုစားဝင်နေရင်ကျန်တဲ့ကိစ္စတွေအားလုံးမှာရှိတဲ့အချိန်တွေဒီရော့သွားပြီးတော့ social media နဲ့ application တွေပေါ်မှာပဲဖြစ်သွားနိုင်တယ်အဲ့လိုမဖြစ်ရအောင်ဆိုလို့ရှိရင်ကိုလိုချင်တဲ့အတိုင်းအတာတစ်ခုကိုသတ်မှတ်ထားပြီးတော့ကိုထိန်းချုပ်ပြီးကိုသုံးမှုလိုတယ်အဲ့လိုမှမဟုတ်ရင်တော့ application တွေရဲ့ထိန်းချုပ်မှုအောက်ကနေပြီးတော့ကျွန်တော်ရဲ့ attention တွေအကုန်လုံးအချိန်တွေအကုန်လုံးပါသွားမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာအချိန်ဒီလုံးဝအကန့်အသတ်နဲ့ပဲရတဲ့ resource အရင်မြစ်တစ်ခုဖြစ်တယ်အဲ့ဒီအချိန်ကိုအကျိုးရှိအောင်သုံးမယ်ဆိုရင်အချိန်ကိုတော်တော်လေးသတ်မှတ်ထားတဲ့အချိန်အတွင်းမှာဒါဒီလောက်လုံးမယ်ဆိုရင်လုံးဝပမာဏအတိုင်းပဲတေချာလုပ်ဖို့လိုတယ်မဟုတ်ရင်တော့ဒီ social media app တွေကကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ပြီးတော့သူတို့ဒီ attention နဲ့အကုန်ယူသွားမယ်လိုချင်တာနဲ့အကုန်လုံးရအောင်ယူသွားမယ်တချို့သောနေရာတွေမှာဆိုရင်ကျွန်တော် social media ကြည့်ပြီးတော့ online shopping လုပ်လိုက်တာမျိုးပြီးနောက်တစ်ခုဒီ social media ကိုကြည့်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်တွေညစ်သွားတာမျိုးစိတ်အနှောက်အယှက်ဖြစ်သွားတယ်တခါလေကြာရင်တော့လေစိတ်ပျော်ရွှင်သွားတာမျိုးပြီးတော့လုံးဝတက်ကြွသွားတာအဲ့လိုမျိုးစုံဖြစ်သွားအောင်ဒီ social media တွေဒီခုနက application တွေဒီကျွန်တော်တို့ control လုပ်ထားတာပါခုနကပြောသလိုကို control လုပ်ပြီးဆိုရင်ဖုန်းကိုဘယ်လောက်ကြည့်မလဲဆိုတော့ကိုလည်း control လုပ်ရတယ်လို့တခါတရံမှာ social media တွေဖုန်းတွေမပါဘဲနဲ့
တစ်ချက်လောက်နေကြည့်နေကြည့်ပြီးကိုဘဝအတွက်ကိုဘာတွေလုံးနိုင်လဲဘာတွေလုံးတင်လဲဘာလုံးရမှာလဲစသဖြင့်မိကုံးများစွာနဲ့ကို social media မှာပါပဲနဲ့အခိုက်အတန့်တစ်ခုနေကြည့်ပြီးတော့ကိုထိန်းချုပ်ကြည့်ပါဒါဆိုလို့ရှိရင်ခုန social media ရဲ့လွှမ်းမိုးမှု social media ရဲ့ခုနက control လုပ်ခံထားရဲ့ attention တွေအကုန်လုံးရခြင်းနဲ့အနေအထားကိုကပယ်ဖြတ်ပြီးသားဖြစ်မယ်ကို control လုပ်ပြီးသားဖြစ်မယ်ဒီလိုမျိုးလေးစမ်းကြည့်ဖို့တိုက်တွန်းတယ်အဲ့တော့ဒီ video လေးကြိုက်နေတဲ့ဆို like share subscribe လုပ်ခဲ့ပေးပါအောင်เนาะဒီနေ့တော့ဒီလောက်ပါပဲနောက် video တွေချင်ပြန်တွေ့မယ်เนาะ bye for now bye bye